Hi everyone. Okay, so ဒီ video မှာတော့ဒီချက်ကဒီ English စာလေ့လာနေတဲ့သူတွေမသိမဖြစ်တဲ့ပေါ့နော်ဒီ CEFR level လေးတွေကိုရှင်းပြသွားမှာဖြစ်ပါတယ် Alright, so CEFR ဆိုတာဘာလဲ CEFR ဆိုတာကဒီသူ့ရဲ့အရှေ့ကောက်က Common European Framework လို့ပြောတယ်သူကဘာကိုပြောရလဲဆိုလို့ရှိရင်ကိုအင်္ဂလိပ်စာရေးခြင်းကဘယ် level ရှိလဲဘယ်အဆင့်ရှိလဲဆိုတာကိုဒီ CEFR နဲ့ဖော်ညွှန်းလေးရှိရပေါ့နော် so CEFR အရာဆိုလို့ရှိရင်အင်္ဂလိပ်စာ level ကသူက6ဆင့်ရှိရပေါ့နော် so ဘယ်ကနေစမလဲဆိုလို့ရှိရင် A1 A2 ပြီးလို့ရှိရင်သူကလာမယ် B1 B2 C1 C2 ဆိုပြီးရှိရပေါ့ so A ဆိုတာကတော့အနှိမ့်ဆုံးပြီးလို့ရှိရင်ဂျားကာလရှိမယ် B ပြီးလို့ရှိရင် C ဆိုတာကတော့အမြင့်ဆုံးရောက်သွားတယ်ပေါ့နော်ဒီ CEFR level အဆင့်ဆင့်မှာဆိုလို့ရှိရင် level တစ်ဆင့်ချင်းစီမှာဘယ်လိုမျိုးအင်္ဂလိပ်စာအရေးချင်းရှိရမလဲပေါ့နော်ပြီးတော့ဒီ level အဆင့်မြင့်ဖို့ပေါ့ဘယ်လိုမျိုးလေ့ကျင့်ရမလဲဆိုတဲ့ tips လေးတွေပါပေးသွားမှာဖြစ်ပါတယ်Okay ပထမဆုံး A1 level ပေါ့ A1 ကတော့ဒါလုံးဝအခြေခံအကျဆုံးပေါ့ A1 မှာဆိုလို့ရှိရင်ဒါဘာလေးတွေကိုနားလည်မလဲဆိုလို့ရှိရင် simple words လေးတွေပေါ့စကားလုံးရိုးရှင်းတဲ့စကားလုံးလေးတွေကိုနားလည်မယ်ပြီးတော့ကိုဒါမိတ်ဆက်တက်မယ်ကိုအကြောင်းကို simply ပြောနိုင်မယ်ပေါ့ so my name is Nunui I'm from Taunji အဲ့လိုလေးပြောနိုင်မယ်ပြီးတော့ဒီ science လေးပေါ့နော်ဒီကိုကခရီးသွားလာတာပဲဖြစ်ပေါ့နော်ဒါဒီလို science တွေတွေ့ပြီဆိုလို့ရှိရင်ဒီ science လေးတွေ words လေးတွေကိုနားလည်မယ်เนาะပြီးတော့ခါကျရိုးရှင်းတဲ့ instruction လေးဆိုလို့ရှိရင်လည်းကိုနားလည်နိုင်တယ်ပြီးတော့ simple text message လေးတွေပို့တာပဲဖြစ် writing ဆိုလို့ရှိရင်လည်းရိုးရိုးရှင်းရှင်းလေးတွေ sentence ရိုးရိုးရှင်းရှင်းလေးတွေကိုကရေးနိုင်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့ကိုက A1 level ပါ A1 level မှာဆိုလို့ရှိရင်ဘာကိုဦးစားပေးပြီးတော့လေ့ကျင့်ရမလဲကိုအတွက်အဓိကကြတာကတော့ဒါ vocabulary ပေါ့နော်ဒီစကားလုံးတွေကိုကောင်းကောင်းရအောင်လုပ်ပေါ့ vocabulary ကိုအဓိကထားပြီးတော့လေ့ကျင့်ပါစကားလုံးတွေများများသိဖို့လိုပါတယ်ပြီးတော့ကိုလေ့လာရဲဆိုလို့ရှိရင် YouTube တို့ဘာတို့မှာတွားပြီးတော့ slow English ဆိုပြီးတော့ရှာကြည့်ပေါ့နော်အဲ့ဖြည်းဖြည်းလေးပြောတဲ့ slow English လေးတွေကိုနားထောင်မယ် podcast လေးတွေနားထောင်ပါ speaking မှာဆိုလို့ရှိရင်တော့ဒီ basic phrases လေးတွေကိုလေ့ကျင့်ပေါ့နော် I'm from nice to meet you အဲ့လိုမျိုး phrases လေးတွေပေါ့အဲ့ဒါလေးတွေကိုလေ့ကျင့်ထားပါ A1 ပြီးလို့ရှိရင်သူရဲ့နောက်တစ်ဆင့်ကကြတော့ A2 ပေါ့နော် A2 level ဆိုလို့ရှိရင်ဒါသူကဒီအခြေခံပြီးတော့နောက်တစ်ဆင့်ပေါ့နော် A2 level မှာဆိုလို့ရှိရင်ဘာတွေကိုတက်မြောက်လဲဆို common phrases လေးပေါ့ကိုနေ့စဉ်ဘဝနဲ့ပတ်သက်တဲ့ဒီ common phrases လေးကိုသိရပေါ့ကိုရဲ့တနေ့တာကို English လို့ပြောတတ်တယ်အဲ့လိုပြောမဲ့ဒီစကားလုံးလေးတွေစကားစုလေးတွေကိုလည်းကိုတတ်တယ်ပေါ့shopping သွားတာတို့ကိုအလုပ်ကိုင်းနဲ့ပတ်သက်တာတို့ကိုမိသားစုနဲ့ပတ်သက်တာတို့အဲ့ဒါလေးတွေဆိုလို့ရှိရင်လည်းကိုကပြောနိုင်ဆိုနိုင်တယ်ပြီးတော့အဲ့ဒီဟာတွေနဲ့ပတ်သက်တဲ့ဝေါ်ဟာရာတွေလည်းကိုသိရပေါ့ဒီ simple paragraph လေးတွေပေါ့ sentence level မဟုတ်တော့ဘူး paragraph level လေးတွေကိုသူဖတ်နိုင်မယ်နားလည်နိုင်မယ်ပေါ့နော်ပြီးတော့ခါကြတော့ဒီ writing မှာဆိုလို့ရှိရင်လည်း short notes လေးတွေ email အတူလေးတွေအဲ့လိုမျိုးလေးတွေကိုရေးနိုင်တယ်ပေါ့နော်A2 level မှာဆိုလို့ရှိရင်ဒီ short conversation လေးတွေကိုများများလေ့ကျင့်ပေါ့နော် conversation podcast လေးတွေနားထောင်လို့ရတယ်ရုပ်ရှင်လေးတွေကြည့်ပေါ့နော်ရုပ်ရှင်လေးတွေကြည့်ပြီးတော့ဒီ dialogue လေးတွေစကားပြောခန်းလေးတွေကိုလေ့လာပေါ့နော်နားထောင်ပြီးတော့ကိုကလည်းပြောကျင့်လုပ်ဖို့လေ့ကျင့်ကြည့်ပေါ့နော်သူကစကားပြောဖို့ဆိုလို့ရှိရင်လည်းအချိန်စရလာပြီးကိုကပြောလဲနည်းနည်းပြောနိုင်လာတဲ့အခြေအနေကိုလည်းရောက်လာပြီပေါ့နော် A2 ဆိုလို့ရှိရင်တခုခုကိုပေါ့နော်ဖော်ပြနိုင်အောင် describe လုပ်နိုင်အောင်အဲ့လိုမျိုးလေးစူးစမ်းပေါ့ဥပမာထားပါတော့ကိုရဲ့ last holiday အကြောင်းပြောတာတို့ကိုရဲ့တနေ့တာကို English လို့ပြောတာတို့အဲ့လိုမျိုးလေးလေ့ကျင့်ပြီးလို့ရတယ်ပေါ့နော်နောက်တစ်ဆင့်ကကြတော့ B1 level ပေါ့ B1 level ဆိုလို့ရှိရင်နော် intermediate English level လောက်ရောက်ပြီပေါ့ okay so B1 level မှာဆိုလို့ရှိရင်ကိုကဒီ conversation တွေကိုကောင်းကောင်းနားလည်မယ်သူပြောချင်တဲ့အဓိက point တွေအဓိကအချက်တွေဆိုကိုကောင်းကောင်းနားလည်ရပေါ့ပြီးတော့ကိုယ်တိုင်ဆိုလို့ရှိရင်လည်းကိုရဲ့ထင်မြင်ယူဆချက်တွေကိုအထင်အမြင်တွေကိုလည်းကိုဆွေးနွေးနိုင်တယ်ထားပါတော့ online learning အကြောင်းပြောတာပေါ့ so I think online learning is a great option I believe that online learning has a lot of benefits အဲ့လိုမျိုးလေးတွေကိုကိုရဲ့ထင်မြင်ယူဆချက်လေးတွေပြောနိုင်တယ်ပေါ့နော်ကိုကပြီးလို့ရှိရင် email တွေ blog တွေပြီးတော့ဒီ article လေးတွေပေါ့အဲ့ဒါလေးတွေဆိုလို့ရှိရင်ကိုစပြီးတော့ဖတ်နိုင်လာတယ်နားလည်နိုင်လာတယ်ပေါ့နော် writing မှာဆိုလို့ရှိရင်ကိုရဲ့ဒီ experience တွေเนาะကိုအရင်တော့ဘာဖြစ်ခဲ့လဲအဲ့ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေပြီးတော့ကိုရဲ့ future plan တွေအဲ့ဒါတွေကိုဆိုလို့ရှိရင်လည်းကိုက English လို့ရေးနိုင်လာတယ်ပေါ့နော် so IELTS ဖြေမယ်ဆိုလို့ရှိရင် band 4.0 ကနေ 5.0 ပေါ့နော်အဲ့လောက်အထိရနိုင်တဲ့အခြေအနေလည်းရှိရပေါ့နော် B1 level မှာအင်္ဂလိပ်စာလေ့ကျင့်ဖို့ဆိုလို့ရှိရင်ဒီ topics အမျိုးမျိုးကို1မိနစ်2မိနစ်ပေါ့လုံးဝမနာပဲစကားပြောနိုင်အောင်လေ့ကျင့်ကြည့်ပေါ့နော်ဒီကိုပြောတဲ့ဟာလေးတွေကို video recording လေးတွေလုပ်ပြီးတော့ပြောကျင်ကြည့်ပြီးတော့တငယ်ချင်းတွေနဲ့များပေါ့ English လို့ဇက်တိုက်ပြောကြည့်ပေါ့နော်အဲ့လိုမျိုးလေးလေ့ကျင့်လို့ရတယ်ရုပ်ရှင်တို့ဒီ short video လေးတွေပေါ့အဲ့ဒါလေးဆိုလို့ရှိရင် subtitle လေးတွေနဲ့ကြည့်ပေါ့နော်
Okay B1 BB solution ဒီထက်တော့ B2 ပေါ့ B2 solution တော့ဒါ upper intermediate level ရှိရပေါ့နော် B2 level မှာဆိုလို့ရှိရင်သူများစကားပြောတဲ့ဥစ္စာဒါတွေကိုကအကုန်နီးပါးနားလည်လာတယ်ပေါ့နော်ရုပ်ရှင်တွေပိုင်းကြည့်မယ်ဆိုလို့ရှိရင်လည်းကောင်းကောင်းနားလည်နိုင်လာပြီဒီသူများတွေနဲ့စကားပြောတဲ့အခါမှာဆိုလို့ရှိရင်လည်း conversation ရှည်ရှည်တွေကိုပြောနိုင်တယ်ကိုယ့်ရဲ့ထင်မြင်ယူဆချက်တွေဆိုလို့ရှိရင်လည်း reason တွေပေးပြီးတော့ကောင်းကောင်းရှင်းပြနိုင်တယ်ကောင်းကောင်းဆွေးနွေးနိုင်တယ်ပေါ့နော်ဒီ magazine articles တွေဖတ်လို့ရမယ်ဒီ blog post တွေဆိုလို့ရှိရင်လည်းပို့ပြီးနားလည်မယ်news တွေဆိုလို့ရှိရင်လည်းကိုကောင်းကောင်းနားလည်နိုင်လာမယ် email တွေ essay တွေဆိုလို့ရှိရင်လည်းကိုရေးနိုင်လာမယ်ပေါ့နော် IELTS ဖြေမယ်ဆိုလို့ရှိရင်လည်းသူကဒီ 5.5 ကနေ 6.5 အဲ့ကြားတဲ့ကိုရနိုင်တယ်ပေါ့နော်အဲ့တော့ B2 level ကနေပြီးတော့ C1 level ရောက်အောင်ဆိုလို့ရှိရင် vocabulary ကောင်းကောင်းတိုးတက်ဖို့လိုတယ်ပေါ့နော်ဒီ vocabulary ကိုအစစ်မြင့် vocabulary ရအောင်လို့ဆိုလို့ရှိရင် reading တွေများများလုပ်ပေါ့ဒီဖတ်ထားတဲ့ reading တွေကိုလည်းပြန်ပြီးတော့မှ summary ရေးကြည့်တာမျိုးပြီးတော့ဒီအမြဲတမ်းပေါ့နော်ဒီကိုမှ vocabulary notebook လေးထားပြီးတော့ဒီဝေါ်ဟာရကျွေအောင်ဝေါ်ဟာရတိုးတက်အောင်ဒါလေ့ကျင့်ပေါ့နော်ပြီးလို့ရှိရင်လည်းဒီ speaking ဆိုလို့ရှိရင်လည်းအစောနာ B1 မှာလေ့ကျင့်တဲ့အတိုင်းပဲကို record လုပ်ပြီးတော့စကားပြောကြည့်ပေါ့နော်ဒီအစစ်မြင့် vocabulary တွေသုံးပြီးတော့ grammar structure တွေဆိုလို့ရှိရင်လည်းပို့ပြီးအစစ်မြင့်တဲ့ grammar structure တွေကိုသုံးနိုင်အောင်စပြီးတော့လေ့ကျင့်လို့ရပြီပေါ့နော် Okay နောက်တစ်ခုကတော့ဒါအင်္ဂလိပ်စာလေ့လာနေတဲ့သူတွေရဲ့အရောက်ချင်ဆုံး level ပေါ့ဒါကတော့ C1 ပေါ့ C1 ဆိုလို့ရှိရင်တော့ advanced ပေါ့နော်အဲ C1 advanced မှာဆိုလို့ရှိရင်အရင်မြန်တဲ့ lecture တွေစကားပြောခန်းတွေအဲ့ဒါတွေကိုကောင်းကောင်းနားလည်တယ်ပေါ့နော် news တွေပါဆိုလို့ရှိရင်လည်း English လို့နားထောင်မယ်ဆိုလို့ရှိရင်ကိုအကုန်နီးပါးကိုနားလည်တယ်စကားပြောတဲ့အခါမှာဆိုလို့ရှိရင်လည်းကိုကတွတ်တွတ်လက်လက်နဲ့မြန်မြန်ဆန်ဆန်ပြောနိုင်တယ်ပေါ့နော်အရင်လည်းစဉ်းစားနေစရာမလိုတော့ဘူး original English book တွေ novels တွေ magazines တွေပေါ့နော်အဲ့ဒါတွေဆိုလို့ရှိရင်လည်းကိုကောင်းကောင်းဖတ်ပြီးတော့နားလည်နိုင်ပြီသူများနဲ့လည်းကိုကပြန်ပြီးတော့ဆွေးနွေးနိုင်ပြီပေါ့နော်your writing မှာဆိုလို့ရှိရင်လည်း essay တွေရေးတာ proposal တွေရေးတာ report ရေးတာတို့အဲ့လိုမျိုးတွေကောင်းကောင်းကိုကလုပ်နိုင်သွားပြီပေါ့နော် IELTS ဖြေမယ်ဆိုလို့ရှိရင်လည်းသူက 7.0 ကနေ 8.0 ပေါ့အဲ့လောက်ရနိုင်တဲ့range ရှိရပေါ့နော်အဲ့တော့ C1 level ဆိုလို့ရှိရင်တော့ဒါ English ကကိုအမြဲတမ်းဒီကိုရဲ့နေ့စဉ်ဘဝမှာအမြဲတမ်းသုံးနေပြုနေပြီပေါ့နော်ဒီထက်ပိုပြီးမှကိုကအင်္ဂလိပ်စာကောင်းချင်တယ်ဆိုလို့ရှိရင်တော့ဒါ original English books တွေဖတ်ပေါ့ news တွေဖတ်ပေါ့နော် writing ဆိုလို့ရှိရင် academic essay တွေပေါ့ argumentative essay တို့ advantages and disadvantages essay တို့အဲ့လိုမျိုးတွေရေးပြီးတော့ဒါလေ့ကျင့်လို့ရပြီပေါ့နော် C2 ကတော့အသေးစိတ်မပြောတော့ C2 ကကြတော့ဒါ native like ဖြစ်သွားတာပေါ့ကိုကမွေးကလေးကဒီ English စကားပြောလာတဲ့သူတွေလောက်ကိုကကျွမ်းသွားတယ်ပေါ့နော်အဲ့ဒါ C2 level ပေါ့နော်IELTS တို့ဘာလို့ဖြေမယ်ဆိုလို့ရှိရင် band 9တို့ဘာလို့ထိရနိုင်တဲ့ potential ရှိရပေါ့အောက်မှာပြောသွားပါအောင်ကိုယ့်ရဲ့ English level ကဘယ်လောက်ရောက်နေပြီလဲဘယ် level ကိုကိုကရောက်ချင်တာလဲပေါ့နော် so thank you so much for watching my video bye bye